ဆိုခဲ့တဲ့လွမ်းပိုင်ကိုနန်းစုရရီဆိုတဲ့အကြောင်းထုတ်ပြောလိုက်တဲ့ဒါရိုက်တာပြေဟင်းတီဟာပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဒါရိုက်တာပြေဟင်းတီဟာကရုပ်ရှင်လောကမှာကျင်လေကမင်းသားမင်းသမီးတွေရဲ့အကြောင်းကိုလည်းခေစီတွင်ကြတည်သူတစ်ယောက်ဖြစ်ပါတယ်ပြေဟင်းတီဟာကကိုဗစ်ကာလနောက်ပိုင်းမှာမြန်မာနိုင်ငံမှာမနေတော့ဘဲနိုင်ငံခြားကိုသွားနေနေတာဖြစ်ပါတယ်နိုင်ငံခြားမှာကိုပိုင် channel လေးထောင်ကအနုပညာရှင်တွေရဲ့နောက်ကျောင်းတွေကိုအောက်ဖဲလန်နေခဲ့တာဖြစ်ပါတယ်မြင်းမြတ်ကဇနီးနောက်ွယ်မှာအငဲထားတဲ့ဆိုတဲ့သတင်းကြောင့်မို့ပြဿနာအကြီးအကျယ်ကိုတက်ခဲ့သေးတာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာလည်းဒါရိုက်တာပြေဟင်းတီဟာကသူသိတာအားလုံးကိုထုတ်ပြောနေခဲ့တာပါ။ကောင်းတာလည်းပြောသလိုမကောင်းတာလည်းပြောကအမှန်တိုင်းကိုချပြနေတာပါ။ဒါရိုက်တာပြေဟင်းတီဟာကအနုပညာရှင်တိုင်းကိုမကောင်းပြောတာတော့မဟုတ်ပါဘူး။အခုတော့အနုပညာရှင်အကြောင်းအောက်ဖဲလန်နေတဲ့ဒါရိုက်တာပြေဟင်းတီဟာရဲ့နာမည်ကိုလွမ်းပိုင်ကတချင်နဲ့ထည့်ဆိုရဲလို့သိရပါတယ်။လွမ်းပိုင်ကဒါရိုက်တာပြေဟင်းတီဟာရဲ့အကြောင်းကိုအောက်ဖဲလန်ခဲ့တာပါ။မြင်းမြတ်စီကနေပတ်စံနေချီကပကံမာမိန်ကလေးတွေနဲ့ပတ်ရှုံနေတာဆိုပြီးထုတ်ချခဲ့တာဖြစ်ပါတယ်။ဒီလိုလွမ်းပိုင်ဘက်ကစောင်းလာတဲ့အပေါ်မှာဒါရိုက်တာပြေဟင်းတီဟာကလည်းမခံပြန်ပါဘူး။ဒါရိုက်တာပြေဟင်းတီဟာကသူ့ကိုမဟုတ်တာတွေပြောနေတယ်လို့ရှင်းလာခဲ့တာဖြစ်ပါတယ်။သူအနေနဲ့မြင်းမြတ်လိုမင်းသားစီကနေပတ်စံချေးစရာအကြောင်းမရှိဘူးလို့ဆိုပါတယ်။ရုပ်ရှင်တကားရရင်ကြည်အများကြီးရတာမို့ပတ်စံချီတာကလိမ့်လေပြောဆိုတာလို့ရှင်းလာခဲ့တာပါ။ဒါအပြင်လွမ်းပိုင်ရဲ့မင်းသားကြီးထက်တောင်သူရဲ့အမှုပညာကြီးကပုံများတယ်လို့ဆိုပါတယ်။လွမ်းပိုင်ကိုလည်းနန်းစုရရီဆိုနဲ့ပကံမှာပါညာဖြစ်ခဲ့ရဲဆိုပြီးစောင်းပြောလာခဲ့တာဖြစ်ပါတယ်။လွမ်းပိုင်နဲ့နန်းစုရရီဆိုရဲ့အကြောင်းတွေကိုလည်းဒါရိုက်တာပြေဟင်းတီဟာကအောက်ဖဲလန်နေတော့တာဖြစ်ပါတယ်။လွမ်းပိုင်ကသူ့ကိုမကောင်းပြောရင်လုံးဝကိုငြိမ်ခံနေတဲ့သူတယောက်မဟုတ်ပါဘူး။လူငယ်လည်းဖြစ်သလိုစိတ်ကိုပေါ်ပေါ်သားထားကဖြတ်တန်းတတ်သူဖြစ်ပါတယ်။ဒါအပြင်ဂိမ်းလဲစောသူတယောက်မို့အစေးလဲတန်ကဂိမ်းစော်ရင်သူမကြည်နဲ့တာတွေကိုထုတ်ပြောပြတတ်တာပါ။သူရဲ့အပြင်လူနေမှုဘဝကတခြားလူငယ်တွေလိုပဲပွင့်လင်းကတခုခုဆိုချမလားဆိုတဲ့ပုံစံဖြစ်ပါတယ်။ဒါကြောင့်မို့ဒီတစ်ခေါက်တချင်ထုတ်တဲ့အချိန်မှာသူ့ကိုမကောင်းပြောတဲ့သူတွေကိုတခါတည်းစောင်းကတီးဆိုထားတာဖြစ်ပါတယ်။လွမ်းပိုင်ကသူရဲ့အခြေအကိုမကောင်းပြောတဲ့မီဒီယာတို့ကလည်းချက်ချင်းကိုလက်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။မီဒီယာသမားပေါ်မှာချက်ချင်းတုံ့ပြန်ခဲ့ပြီးမြဲပြောပြတာနဲ့သူ့မှာပါရန်ညွှန်းမှမရှိတော့ပါဘူး။ဒါရိုက်တာပြေဟင်းတီဟာပြောလာတဲ့အပေါ်မှာတော့လွမ်းပိုင်ကဘာမှမတုံ့ပြန်သေးပါဘူး။ဒါရိုက်တာပြေဟင်းတီဟာကတော့လွမ်းပိုင်အကြောင်းကိုပြောကတုံ့ပြန်နေပြီဖြစ်ပါတယ်။ဒါရိုက်တာပြေဟင်းတီဟာကမကောင်းအကြောင်းတွေပြောနေတာမို့အပြောခံရသူတွေကလုံးဝမကြည်နဲ့ကြပါဘူး။ဒါပေမဲ့သူကနိုင်ငံခြားမှာနေတာမို့ဘာမှကြည့်မဆိုင်ပဲဆက်ပြောနေတော့ဖြစ်ပါတယ်။ဒါရိုက်တာပြေဟင်းတီဟာကမြန်မာနိုင်ငံကိုပြန်လာဖို့အခြေအနေလည်းသိမရှိတော့ပါဘူး။သူအနေနဲ့နိုင်ငံခြားမှာသာအခြေချဖို့ဆုံးဖြတ်ထားတာပါ။ဒါကြောင့်မို့လဲမြန်မာနိုင်ငံကအမှုပညာရှင်တွေအကြောင်းကိုအမနာရန်ပြောရနေတာဖြစ်ပါတယ်။အမှုပညာရှင်တွေကလည်းသူပြန်လာရင်တရားစွဲမယ်လို့လှုပ်ထားကြတာတောင်ရှိပါတယ်။ဒရိုက်တာပြေဟင်းတီဟာကတော့မှန်တာကိုပြောလို့မကြောက်ဘူးလို့ဆိုပါတယ်။ဒရိုက်တာပြေဟင်းတီကနေလွှမ်းပိုင်လို့ဖြစ်ရအပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။